ငရဲဆိုတာကပါလေမီးလောင်နေတဲ့အရာလားဒါမှမဟုတ်လူသားတွေကိုယ်တိုင်ဖန်တီးထားတဲ့အဆုံးမရှိတဲ့ဒုက္ခတွေပဲလားကျွန်တော်တို့သိတဲ့ငရဲပုံရိပ်တွေမီးတွေအဟစ်တန်တွေအပြစ်ပေးခင်ရတဲ့အရာတွေဒီပုံရိပ်တွေအများစုကတမန်ကျမ်းစာ canon event တွေကလာတာတော့မဟုတ်ကျွန်တော်ဒီနေ့ပြောပြမယ် The Apocalypse of Peter ဆိုတဲ့စာအုပ်ထဲကခရိယန်သမိုင်းထဲမှာအကျဉ်းတန်းဆုံးကြောက်မက်ဖွယ်အကောင်းဆုံးငရဲရဲ့ဖော်ပြချက်တွေပါဝင်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်ဒါပေမဲ့ဘာကြောင့်အဲ့ဒီစာအုပ်ကိုတမန်ကျမ်းစာထဲမှာမထည့်ဘဲနဲ့ဖယ်ရှားလိုက်ကြတာလဲ The Apocalypse of Peter ကိုခရစ်ယာန်ရဲ့ပထမရာစုနှစ်အစပိုင်းခမန်းကြီး AD 100ကနေ135ဝန်းကျင်မှာတော့ရေးသားခဲ့တယ်လို့သုတေသနပညာရှင်တွေကဆိုကြပါတယ်ဒါပေမဲ့ရေးတဲ့သူကတမန်တော်ပီတာကိုရိုင်းအမည်ခံထားပေမဲ့အမှန်တကယ်တော့သူကိုယ်တိုင်မရေးထားခဲ့ဘူးဆိုတဲ့အရာကိုခေတ်သစ်သုတေသနတွေကအတည်ပြုထားပြီးသားဖြစ်ပါတယ်အဲ့ဒီခေတ်ကပီတာဆိုတဲ့နာမည်ကယုံကြည်မှုအားအကြီးဆုံးနာမည်ဖြစ်ခဲ့ပါတယ်ဒီစာအုပ်ထဲမှာသခင်ယေရှုကပီတာကိုကောင်းကင်နဲ့ငရဲအကြားကိုခေါ်ဆောင်သွားပြီးတော့တရားပြသပေးခဲ့တယ်လို့ဖော်ပြထားပါတယ်အထူးသဖြင့်ငရဲမှာလူတွေကိုဘလို့အပြစ်ပေးတယ်လဲဆိုတဲ့အရာကိုအလွန်အသေးစိတ်ဖော်ပြထားတာပါအံ့ဩစရာက The Apocalypse of Peter ဟာတစ်ချိန်တုန်းကအမှကျမ်းစာကျွန်တော်တို့ယနေ့ဖတ်နေတဲ့ Bible စာအုပ်ထဲမှာပါဝင်ခဲ့ဖို့အလွန်နီးစပ်ခဲ့ပါတယ် AD 200ဝန်းကျင်လောက်မှာအချို့ခရစ်ယာန်ဘုရားကျောင်းတွေမှာဆိုရင်အဲ့ဒီစာအုပ်ကိုအများပြည်သူဖတ်ဖို့အခွင့်ပေးထားခဲ့ပါတယ်ပြဿနာတစ်ခုရှိလာတာဒီစာအုပ်ကအပြစ်နဲ့အပြစ်ဒဏ်ကိုအလွန်ရက်ဆက်စွာဖော်ပြထားပြီးတော့လူတွေကိုယုံကြည်ခြင်းနဲ့မဟုတ်ဘဲနဲ့ကြောက်ရွံ့ခြင်းနဲ့ထိန်းချုပ်နိုင်ဖို့အသုံးချနိုင်တဲ့စာအုပ်တစ်အုပ်အဖြစ်ပြောင်းလဲလာခဲ့တာပါပီတာကသခင်ယေရှုခရစ်တော်နဲ့အတူအလေးရောင်ပျောက်ကွယ်သွားတဲ့နေရာတစ်ခုကိုရောက်လာခဲ့ပါတယ်နန်းဆိုးတွေအဟိတန်တွေပြည့်နေနေပြီးတော့အပူလွန်ကဲတဲ့မိခိုးငွေတွေလှလိုက်တက်နေတဲ့နေရာပါခင်ယေရှုကပီတာကိုပြောပါတယ်ဒါကလူသားတွေရဲ့အပြစ်ကြောင့်လူသားတွေကိုယ်တိုင်ပဲဖန်တီးလိုက်တဲ့နေရာပါလို့ပြောခဲ့တာပါပထမဆုံးမြင်ရတဲ့အုပ်စုကတော့မိမိရဲ့အိမ်ထောင်ဘက်ကိုတစ္ဆာဖောက်ခဲ့တဲ့သူတွေပါသူတို့ကမီးလောင်နေတဲ့တောင်ဆောင်တွေမှာခေါင်းကိုချပြီးချိတ်ထားတယ်မီးအောက်ထဲကိုပြုတ်ကျသွားအောင်အချိန်ချင်းပြစ်ချနေကြတဲ့ပုံစံမျိုးဖြစ်နေတာပါသခင်ယေရှုကပြောပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ကိုလူမှုဆိုင်ရာပျော်ရွှင်မှုတွေအတွက်အသုံးချခဲ့တယ်လို့သူတို့ရဲ့ခန္ဓာကိုယ်နဲ့ပဲပြန်ပြီးပေးဆက်ရမယ်လို့ဖော်ပြထားတာပါနောက်ထပ်တအုပ်စုမှာဆိုရင်တော့မုဒ္ဒဝါဒပြောတဲ့လူတွေပါသူတို့ရဲ့ရှာတွေကိုမီးတဲ့ကိုထိုးသွင်းထားပြီးအချင်းချင်းကိုကိုက်စားစေတာပါပီတာကကြောက်လန့်ပြီးတော့မှမေးပါတယ်ဘာကြောင့်အဲ့လောက်ရက်ဆက်ရတာလဲသခင်လို့မေးခဲ့တဲ့အခါမှာသခင်ယေရှုကဖြေပါတယ်ရှာနဲ့လူတွေကိုတတ်ခဲ့တဲ့သူတွေဟာရှာကြောင့်ပဲဒုက္ခရောက်ရမယ်လို့သခင်ယေရှုကပြန်ပြီးဖြေခဲ့ပါတယ်ဖျားသခင်ကိုလောင်ပြောင်သူတွေတရားကိုလစ်လျူရှုတဲ့သူတွေကတော့မီးလောင်နေတဲ့ကြောက်တုံးတွေပေါ်မှာလဲချထားပြီးတော့မီးတောက်တွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုအဆက်မပြတ်ဖောက်နေတဲ့လောင်ကျွမ်းနေတဲ့ပုံသဏ္ဍာန်နဲ့ဖော်ပြထားပါတယ်ဒီနေရာမှာပီတာကနားလည်သွားတာကဒီငရဲဟာဒုက္ခပေးဖို့ဖန်တီးထားတာမဟုတ်ပဲနဲ့လူသားတွေရဲ့လုပ်ရက်တွေကိုပြသနေတဲ့အကြမ်းဖက်အမှန်တစ်ချက်ဖြစ်တယ်ဆိုတဲ့အရာပါဒီလိုရက်ဆက်လွန်းတဲ့ဖော်ပြချက်တွေကြောင့်အစောပိုင်းဖျားချောင်းခေါင်းဆောင်တွေကစိုးရိမ်လာကြပါတယ်ယုံကြည်ခြင်းဟာချစ်ချင်းမေတ္တာပေါ်မှာမူတည်ရမယ့်အစားကြောက်ရွံ့ခြင်းပေါ်အခြေခံလာနိုင်တယ်ဆိုတဲ့အရာကိုသူတို့ထင်မြင်လာကြတာပါဒါကြောင့် Apocalypse of Peter ဟာနောက်ဆုံးမှာတော့တမန်ကျမ်းစာခန္ဓာတွေကနေပြီးတော့မှဖယ်ရှားခံလိုက်ရပါတယ်ငရဲရဲ့ကြောက်မက်ဖွယ်ရာမြင်ကွင်းနေကြောင်း Peter ကစိတ်အလွန်လေးလံသွားပါတယ်အဲ့ဒီအချိန်မှာပဲခင်ယေရှုကပီတာကိုအလင်းရောင်အပြည့်နဲ့နေတဲ့နေရာတစ်ခုစီကိုထပ်ပြီးတော့မှခေါ်ဆောင်သွားခဲ့တဲ့အကြောင်းကိုလည်းဖော်ပြထားပါတယ်ဒီနေရာမှာတော့နာကျင်မှုတွေမရှိဘူးအဟိတန်တွေလည်းမရှိပါဘူးကြောက်ရွံ့ခြင်းဆိုတဲ့အရာလည်းမရှိပြန်ပါဘူးအလင်းရောင်ဟာနေရောင်ထက်ပိုပြီးတော့မှတောက်ပါတယ်လေးတူထဲမှာငြိမ်သက်မှုနဲ့တခြင်းမြတ်တာကြံရှိနေတဲ့နေရာပါပီတာမြင်ခဲ့ရတာကတရားတော်သူတွေအပြစ်ကိုဝန်ခံပြီးတော့ပြန်လဲပြီးတော့မှပြောင်းလဲခဲ့တဲ့သူတွေပါသူတို့ရဲ့ခန္ဓာကိုယ်တွေဟာအလင်းရောင်တွေနဲ့ဖုံးလွှမ်းနေပြီးတော့မျက်နှာတွေမှာကြောက်ရွံ့မှုဆိုတဲ့အရာကမရှိပါဘူးတယောက်ကိုတယောက်နားလေသဘောပေါက်မှုတီးခံမှုတွေရှိနေကြတာပါဒီနေရာမှာသခင်ယေရှုကမိန့်တော်မူခဲ့တဲ့အရာတစ်ခုရှိပါတယ်လူသားတွေကိုငါဖန်တီးခဲ့တယ်ငါဖန်ဆင်းခဲ့တဲ့အရာကဒုက္ခပေးဖို့မဟုတ်ဘူးကယ်တင်ဖို့ပါဆိုတဲ့အရာပါဒီနေရာမှာစာအုပ်တစ်အုပ်လုံးရဲ့အငင်းပွားစရာအချက်ကဒီမှာဖြစ်လာတာပါ The Apocalypse of Peter ထဲမှာတချို့သောမူကွဲစာသားတွေကအံ့အားသင့်ဖွယ်အယူဆတစ်ခုကိုဖော်ပြနေတာရှိပါတယ်အဲ့ဒါကဒီနေ့မှာငရဲကဒုက္ခခံနေရတဲ့သူတွေတော့သခင်ယေရှုရဲ့ဂရုဏာတော်ကြောင့်လွတ်မြောက်ခွင့်ရနိုင်တယ်ဆိုတဲ့အယူအဆပါဒီအယူအဆဟာအစောပိုင်းဘုရားကျောင်းတွေအတွက်တကယ်ကိုအန္တရာယ်ကြီးမားတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်အပြစ်လုပ်လဲနောက်ဆုံးကယ်တင်ခံရမယ်ဆိုရင်လူတွေကအပြစ်ကိုမကြောက်ကြတော့ဘူးဆိုပြီးတော့မှခေါင်းဆောင်တွေကစိုးရိမ်လာကြပါတယ်ဒါကြောင့်ငရဲဟာထာဝရဖြစ်ရမယ်အပြစ်ပေးမှုဟာအဆုံးမရှိဖြစ်မှရမယ်ဆိုတဲ့သဘောတရားကိုရွေးချယ်လိုက်ကြပါတယ်အဲ့ဒီအချိန်ကစပြီး The Apocalypse of Peter ဆိုတဲ့စာအုပ်ကတော့ Bible ခဏအပြင်ဘက်ကိုတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်ဒါပေမဲ့ဒီစာအုပ်ကပျောက်ကွယ်သွားခဲ့တာမှန်ပေမဲ့သူ့ရဲ့အရေးအယောင်တွေကကျွန်တော်တို့ယဉ်နေစဉ်ယဉ်ကျေးမှုထဲမှာကြန့်ရှိနေပါတယ်ဒန်တာရဲ့ Inferno
middle age ရဲ့ငရဲပုံတွေခစ်တဲ့ရုပ်ရှင်တွေရဲ့ကြောက်မက်ဖွယ်ရာငရဲနဲ့ပတ်သက်တဲ့အသွေးခေါ်တွေအားလုံးရဲ့အမြင့်ပြားခံရကတော့ The Apocalypse of Peter ရဲ့စာအုပ်ထဲကပါငရဲဆိုတဲ့အရာကနေရာတစ်ခုမဟုတ်ဘဲနဲ့လူသားတွေရဲ့ကိုယ်တိုင်ဖန်တီးထားတဲ့အခြေအနေတစ်ခုဖြစ်နိုင်တဲ့ဆိုတဲ့အတွေးခေါ်ပါ The Apocalypse of Peter ကကျွန်တော်တို့ကိုမေးခွန်းတစ်ခုထပ်ပြီးတော့မှခြံခဲ့ပါတယ်ငရဲဟာဘုရားသခင်ရဲ့အပြစ်ပေးမှုလားဒါမှမဟုတ်လူသားတွေကိုယ်တိုင်ရွေးချယ်ရတဲ့ရလဒ်တစ်ခုပဲလားဆိုတဲ့အရာပါယုံကြည်ခြင်းဟာကြောက်ရွံ့မှုပေါ်မှာအခြေခံတင့်တယ်လားဒါမှမဟုတ်ချစ်ချင်းမြတ်တာနဲ့တာဝန်ယူမှုတာဝန်ခံမှုအပေါ်မှာအခြေခံတင့်တယ်လားဆိုတဲ့အရာတွေပါဘော်ရာတို့ရဲ့အမြင်တွေကိုလည်း comment ထဲမှာဝေမျှခဲ့ပေးပါအောင်ဒီလိုစန်းစာရဲ့အပြင်ဘက်ကလျှို့ဝှက်ထားတဲ့အရာတွေကိုဆက်လက်ပြီးတော့မှတင်ဆက်ပေးသွားအောင်မှာမလို့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းမမေ့ကြပါနဲ့အောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်